ကိုယ့်ရဲ့ဖုန်းထဲကစာတွေအခုလိုမြန်မာစာလုံးအလှလေးတွေထည့်နေကျွန်တော်ရဲ့ဖုန်းထဲမှာအခုထည့်ထားတဲ့မျိုးမြန်မာစာလုံးအလှလေးတွေကိုကိုယ့်ရဲ့ဖုန်းမှာထည့်ပြီးတော့အသုံးပြုခြင်းတဲ့မိတ်ဆွေတွေအတွက်မြန်မာစာအလှထည့်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဘယ်လိုလုပ်မလဲဆိုရင်တော့ Play Store ကိုဝင်ရမှာဖြစ်တယ် Play Store ကိုဝင်လိုက်ပါအပေါ်မှာစာရေးရှာလိုက်ပါဒီလိုမျိုးစာရေးရှာပါ Z file ပြီးသွားရင် Z file ဆိုပြီးတော့စာရေးရှာပါအပေါ်က Z file ဆိုတဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ဖုန်းထဲကို install လုပ်ပြီးတော့ download ပါမယ် Z file ကို down နေတော့နောက်ထပ် Z file 3ဆိုတဲ့ဒီကောင်လေးကိုလည်းထပ်ပြီးတော့တစ်ချက်နှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းနဲ့ install လုပ်ပါ Z file ဆိုတဲ့ဒီ application တွေကိုဝင်လိုက်ပါ application နဲ့ဝင်တဲ့အခါမှာ internet ဖွင့်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ file တွေကို down ဖို့အတွက်ဖြစ်ပါတယ် grant ဆိုတဲ့ဒီစာကိုနှိပ်ပါအလောင်းကိုနှိပ်ပါ category ကိုနှိပ်ပါမြန်မာကိုရှာပါတွေ့ရင်မြန်မာကိုတစ်ချက်နှိပ်ပါဒီမှာမြင်နေရတဲ့စာလုံးပုံစံတွေကတော့ကျွန်တော်တို့ရဲ့ဖုန်းမှာအသုံးပြုခြင်းနဲ့မြန်မာစာလုံးပုံစံတွေဖြစ်ပါတယ်ကိုဒီထဲမှာကိုစိတ်ကြိုက်ကိုအသုံးပြုခြင်းနဲ့စာပုံစံတစ်မျိုးကိုလိုက်ရှာပါကိုအသုံးပြုခြင်းနဲ့စာဖောင်းပုံစံကိုတွေ့ရင်အဲ့စာလေးကိုတစ်ချက်နှိပ်လိုက်ပါကြော်ညာတွေတက်တယ်ဆိုရင်တော့ဗီဒီယိုရှည်သွားမှဆိုလို့ကျွန်တော်မပြတော့ဘူးကြော်ညာတွေတက်လာရင်ကြော်ညာလေးတွေကိုကိုယ့်ဟာကိုယ် skip လုပ်လိုက်ပါကျွန်တော်တို့အသုံးပြုခြင်းနဲ့ဖောင်းပုံစံလေးကိုဒီမှာတွေ့ပြီဆိုရင်ကျွန်တော်တို့ကဒီမှာမြန်မာစလုံးပုံစံလေးတွေကိုလည်းအစမ်းပြထားပါတယ်ဒီစလုံးပုံစံလေးတွေကျွန်တော်တို့ထောင်းပြီးသွားရင်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်အောက်ကအစိမ်းအောင် download ဆိုတဲ့မြပုံစံဒီနေရာကိုနှိပ်ပါ download ပြီးရင်အမှန်ချစ်ကိုနှိပ်ပါကဘာလုံးပုံစံအလဲက support ထားရင် character ကိုနှိပ်ပါအမှန်ချစ်လေးဒီနေရာမှာဖြည့်ပါ okay နှိပ်ပါ install package ကိုနှိပ်ပါ setting ကိုနှိပ်ပါဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးဖွင့်ပေးပါဖွင့်လို့ပြီးသွားရင် update ကိုနှိပ်ပါ second app ကိုနှိပ်ပါ install ကိုနှိပ်ပါ done ကိုနှိပ်ပါဒီမြားလေးနှိပ်ပြီးနောက်ကိုပြန်ပြီးတော့တစ်ချက်ထွက်လိုက်ပါဆွဲတင်လိုက်ပါဆွဲတင်လိုက်ရင်ကဘာလုံးပုံစံလေးနဲ့ go to language and region ဆိုတဲ့ဒီစာကိုထပ်နှိပ်ပါ region ဆိုတဲ့နေရာမှာမြန်မာလို့ပေါ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးကို region ကိုတစ်ချက်နှိပ်ပြီးတော့ United States ပြောင်းရပါမယ် United States ကိုရှာလို့မတွေ့ရင်အပေါ်မှာစာရေးပြီးတော့ရှာလို့ရပါတယ်တွေ့တယ်ဆိုရင်တော့ United States ကိုတန်းနှိပ်လိုက်ပါ region နေရာမှာ United States လို့ပေါ်သွားရင် region ကိုပြန်ပြီးတော့နောက်တစ်ချိန်ထပ်နှိပ်ပါမြန်မာကိုရှာပြီးတော့မြန်မာကိုတစ်ချက်နှိပ်လိုက်ပါ region နေရာမှာမြန်မာလို့ပေါ်သွားရင်အောက်က support dial character ဆိုတဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ on ပေးပါ on လုပ်ပြီးသွားပြီဆိုရင်တော့ဒီမှာဖုန်းထဲကစာလုံးပုံစံလေးတွေပြောင်းသွားတာမြင်ရပါမယ်စာတွေကအရန်သေးသွားတယ်ဆိုရင်ကျွန်တော်တို့ကစာဖောင်းကိုကိုယ့်ရဲ့ဖုန်း setting ထဲမှာသွားပြီးကြီးလိုက်ပါကို down လိုက်တဲ့စလုံးကအရန်သေးနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာစာဖောင်းလေးတွေကိုကြီးလိုက်ပါဖောင်းကိုဝင်မယ်စာဖောင်းလေးကိုကျွန်တော်တို့ကြီးလိုက်မယ်ပေါ့နော် apply နှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ Facebook ထဲဝင်ပြီးတော့ Facebook ထဲကစာတွေကဘယ်လိုပုံစံမျိုးပြောင်းသွားလဲကျွန်တော်တို့သွားကြည့်ပါမယ် Okay အင်္ဂလိပ်စာလေးတွေကဒီပုံစံလေးတွေဖြစ်သွားပြီမြန်မာစာတွေကဘယ်လိုပုံစံလေးတွေဖြစ်နေလဲဆိုတာကိုဒီမှာမြင်ရပါတယ်တကယ်လို့ကျွန်တော်တို့အခုထည့်ထားတဲ့ပုံစံလေးကဖတ်ရတာမရှင်းဘူးတိတ်ပြီးတော့မကြိုက်သေးဘူးဆိုရင်လည်းကျွန်တော်တို့ပြန်ထွက်ပြီးတော့ set file application တွေကိုပြန်ပြီးတော့ဝင်လိုက်ပါပြီးတော့ရင်တော့ကျွန်တော်တို့ခုနရှာတဲ့အတိုင်းပဲကိုအသုံးပြုခြင်းတဲ့မြန်မာစာလုံးအလှလေးတွေကိုပြန်ရှာလိုက်ပါအခု font style ကမကြိုက်လို့ဖြစ်ပါတယ်ဒီတစ်ခါအသုံးပြုမဲ့မြန်မာစာလုံး font အလှလေးရတော့မြန်မာပန်းလို့ရေးထားတဲ့ဒီကောင်လေးကိုကျွန်တော်အသုံးပြုပါမယ်အဲ့ဒီအတွက်မြန်မာပန်းကိုတစ်ချက်နှိပ်လိုက်ပါမယ်စောနာအတိုင်းပဲအောက်ကအစိမ်းအောင် download လေးကိုနှိပ်ပါဒေါင်းပြီးသွားရင်အမှန်ချစ်ကိုပြန်နှိပ်ပါမယ်အလဲကကဘာလုံးပုံစံ support dial character ကိုနှိပ်ပါမယ် install package ကိုထပ်နှိပ်ပါမယ်ဒီ font style လေးကိုကိုယ့်ရဲ့ဖုန်းနဲ့ down တာပေါ့နော် update ကိုနှိပ်ပါမယ် second app ကိုနှိပ်ပါမယ်
install ကိုနှိပ်ပါမယ် done ကိုနှိပ်ပါမယ်ဆွဲတင်လိုက်ပါကမ္ဘာလုံးပုံစံ language and region ကိုပြန်နှိပ်ပါမယ် region ဆွဲနေရာမှာမြန်မာလို့ပြောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ region ကိုနှိပ်ပြီးတော့ United States ပြောင်းရပါမယ် region ကိုတစ်ချက်နှိပ်ပါ United States ကိုပြန်ပြီးတော့တစ်ချက်နှိပ်ပြောင်းလိုက်ပါ United States လို့ region မှာပေါ်သွားရင် region ကိုပြန်နှိပ်ပြီးတော့မြန်မာပြန်ပြောင်းရမယ်မြန်မာပြန်ပြီးတော့ပြောင်းပေးပါမြန်မာပြောင်းလို့ပြီးသွားရင် support die character ဆိုတဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ပြန်ပြီးတော့ဖွင့်ပေးပါဒါလေးကိုဖွင့်လို့ပြီးသွားရင်အင်္ဂလိပ်စာလုံးပုံစံမြန်မာစာလုံးပုံစံလေးတွေကပြောင်းသွားတာမြင်ရမှာဖြစ်ပါတယ်เนาะခုနကတော့ပုံစံလေးတွေမဟုတ်တော့ဘူးကျွန်တော်တို့ Facebook တွေကိုသွားပြီးတော့ပြန်ဝင်ကြည့်ပါမယ် Facebook ထဲမှာဆိုရင်လည်းအင်္ဂလိပ်စာလုံးပုံစံလေးတွေပြောင်းသွားပြီမြန်မာစာပုံစံလေးတွေကလည်းလုံးဝပြောင်းသွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာမြန်မာစာလုံးအလှလေးတွေထည့်သုံးခြင်းနဲ့မိတ်ဆွေတွေအနေနဲ့အခုနီလန်းလေးအတိုင်းထည့်သုံးလို့ရပါတယ်ကိုယ့်ရဲ့ဖုန်းကတော့ဖုန်းစတင်ထဲမှာ region ပြောင်းတဲ့နေရာမှာမြန်မာ region ပြောင်းလို့ရတဲ့ဖုန်းဖြစ်နေဖို့ပဲလိုပါတယ်မြန်မာ region ပြောင်းလို့ရတဲ့ဖုန်းဆိုရင်တော့အခုနီလန်းလေးအတိုင်းဖုန်းတွေကစာတွေကိုမြန်မာ font အလှလေးတွေပြောင်းထည့်လို့ရပြီဖြစ်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုကျေးဇူးအရန်တင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီး like လုပ်တဲ့အခါအဆင်ပြေတယ်မပြေဘူး comment မှာရေးခဲ့နိုင်ပြီးတော့အားလုံးအဆင်ပြေကြဖို့လည်းဆုတောင်းပေးပါတယ်ဗျာ